အေးနော်အရန်ကောင်းတဲ့ brand လေးဖြစ်ပါတယ်မင်္ဂလာပါ Shine Engineering Group မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုရိုက်ပြပေးထားတာလေးကတော့ကျွန်တော်တို့ Alpha 1HP R32 ကလေးနဲ့ပေါ့နော်ကျွန်တော်တို့ customer တို့အတစ်တွားရောက်တက်ဆင်ပေးထားတာလေးကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးอ่ะဆိုရင်ကျွန်တော်တို့location ကအရန်ဝေးတဲ့အကြောင်းကျွန်တော်တို့ customer ကိုအကောင်းဆုံးနဲ့အပိုင်နိုင်ဆုံးလက်ရအတိအသက်ဆုံးနဲ့ကျွန်တော်တို့တွားရောက်တက်ဆင်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးမှာဆိုရင် Aircon နဲ့ပတ်သက်တာရေကက်တက်တာနဲ့ပတ်သက်တာအဝတ်လျှော်စက်နဲ့ပတ်သက်တာများကိုကျွန်တော်တို့အိမ်ရောက်ပြီးပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ Shine ကွန်ဆင်စားပေးကိုတိုက်ရိုက်ခေါ်ဆိုနိုင်မယ့်ဖုန်းနံပါတ်ကတော့266-854-639 399385145145ခုပဲဖြစ်ပါတယ်ခင်ဗျာလူချင်းမျိုးတို့အတွက် Shine Engineering Group မှာအမြဲတမ်းအသင်းရှိနေမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ